အာဏာသိမ်းပြီးဘာမှမကြဘူး1964မှာစီးပွားရေးတွေပြည်သူပိုင်သိမ်းတယ်1965မှာ100ရာနဲ့50တန်တရားမဝင်ကြီးညာတယ်စီးပွားရေးရုပ်ကနေထိုးကျသွားလိုက်တယ်ရန်ကုန်မှာစံတပီတမတ်9မှုကနေ6ကြက်ခွဲ9ကြက်ဖြစ်သွားတယ်ဟုတ်တယ်နော်ဆိုးကမထိန်နိုင်ဘူးခုနကလက80ရတဲ့အနှိမ့်ဆုံးလကစားဝင်တာထမင်းမလောက်တော့ဘူး126ကြက်အောက်တန်းစီထမင်းစားဖို့မလောက်တော့ဘူးပြဿနာတက်တော့မယ်တရုတ်ဗမာအရေးခင်ဖန်ပြီးပေးလိုက်တယ် political diversion ပေါ့နော်နိုင်ငံရေးလက်ွက်တစ်ခုအနေနဲ့လုပ်ပေးလိုက်တယ်ပြီးတော့ချက်ချင်းဗမာနိုင်ငံတနိုင်ငံလုံးဘယ်နေရာမှာဆိုတစ်ချက်ဖဲရောက်ရမယ်ဆိုအမိန့်ထုတ်တယ်ARD မှာတော့တစ်ချက်ရောက်လို့ရတာပေါ့ဗျာကျွန်တော်တို့ဟိုကတာပဲဗမော်ပဲရောက်တဲ့အခါအထက်ဖက်ကြတော့သေကနေဒါတွေမလို့ခြင်းမှုတပြည်လုံးတနိုင်ငံလုံးတပြည်တစ်ချက်ရောက်အမိန့်နဲ့အာဏာရှင်ထင်ရအုပ်ချုပ်တယ်ဆိုတာဒါကိုပြောတာပေါ့တိုးတော်လည်းမရဘူးစီးပွားရေးကတဖြည်းဖြည်းကျဆင်းသွားတယ်1980ကျတော့အုပ်ချုပ်တဲ့အာဏာရှင်ဦးနေဝင်းဦးချုပ်ကြီးနေဝင်းကဘာပြောလာပြီလဲတနတ်ရှင်ပါလီမန်ဒီမိုကရေစီမကောင်းဘူးဆိုရှယ်လစ်စနစ်နဲ့လောကနိဗ္ဗာန်ကိုတည်ဆောက်မယ်ကြွေးကြော်တာအသက်နဲ့ဆိုရှယ်လစ်တပါတီဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆန္ဒခံယူပွဲတွေလုပ်1984မှာစစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေတပါတီအာဏာရှင်အုပ်ချုပ်တဲ့စနစ်ကိုပြောင်းတယ်အာဏာသိမ်းထားတဲ့ဗိုလ်ချုပ်ကြီးနေဝင်းကသူသိမ်းထားတဲ့အာဏာကိုနိုင်ငံတော်သမ္မတကြီးဦးနေဝင်းကိုသူလွှဲပေးလိုက်တယ်ဆက်ပြီးတော့တိုက်ပြည်ကိုအုပ်ချုပ်တယ်1989အာဏာသိမ်းတဲ့နေ့ကနေဆို25နှစ်တင်းပြည့်တဲ့နေ့အေယာဝတီတိုင်းအိမ်မဲမျိုးကလယ်သမားတွေထမင်းကလို့သင်္ဘောပေါ်တင်မဲ့ကိုတော်နဲ့ဆန်တွေကိုဖောက်ခေါင်းဆောင်တာဘာလို့လဲရက်ွက်ကောင်စီဥက္ကဋ္ဌကဥဆောင်တယ်စစ်တပ်ကဝိုင်းနေဟာပြစ်လိုက်ပါခိုးတာမဟုတ်ဘူးနေကင်းကြောင်တော့